ဖြတ်တန်းရတဲ့ဘဝချင်းမတူတော့တချို့တွေကကိုချင်းမစားတတ်ကြဘူးဒုက္ခတွေနဲ့မကြုံဘူးကြလို့ပူလောင်မှုဆိုတာကိုလည်းမခံစားတတ်ကြဘူးလောကဓာတ်ရဲ့ရိုက်နှက်မှုမခံဘူးတော့ခက်ခဲသူတွေရဲ့ဘဝကိုနားမလည်ကြဘူးငွေရှိတဲ့သူတွေကငွေမရှိသူတွေရဲ့ခံစားချက်ကိုအရေးမစိုက်တတ်ကြဘူးဂုံရှိသူကဂုံမဲ့သူတွေကိုအထင်အမြင်သေးကြတယ်လူတွေတော့လူတွေပါပဲပညာဂုံစည်းစိမ်တွေကြောင့်အဆင့်အတန်းခွဲခြားခံကြရတယ်ချမ်းသာသူတွေကသာတိလရှိတယ်ထင်ကြတယ်စိတ်ကောင်းရှိတယ်ထင်ကြတယ်ဒါတွေဟာပုံပန်းတွင်ပြင်ကိုအကဲဖြတ်ပြီးအဆင့်အတန်းခွဲခြားကြတာပါပုံပန်းတွင်ပြင်ကိုကြည့်ပြီးတော့လူတစ်ယောက်ရဲ့ဖြစ်တည်မှုစိတ်နေစိတ်ထားကိုလက်လွတ်စပယ်တန်ဖိုးမဖြတ်မိပါစေနဲ့လူတစ်ယောက်စီတိုင်းဟာချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေတဦးနဲ့တဦးစိတ်သက်ခြင်းမတူနိုင်ပါဘူးပြီးတော့ဖြတ်တန်းရတဲ့ဘဝချင်းမတူတော့ခံစားမှုချင်းလည်းမတူညီနိုင်ပါဘူးအသက်ရှိစဉ်အချိန်တွင်းတော့အချင်းချင်းလေးစားမှုရှိကြပါတဦးနဲ့တဦးယူသေးကြပါစိတ်ကောင်းမှုကြပါအထက်တန်းဆန်တဲ့စိတ်သက်ရှိအောင်ကြိုးစားကြပါ